အားလုံးပဲမင်္ဂလာပါတကယ်ကိုမှအသုံးဝင်တဲ့အင်္ဂလိပ်စာအခြေခံစကားပြောလေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုက Do you live around here Do you live around here ဒီနားမှာနေရလားပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ I just moved in I just moved in အခုပဲဒီကိုပြောင်းလာတာနော်ဒါမျိုးပေါ့နောက်တစ်ခုကကြတော့ I'm moving out soon I'm moving out soon Okay မကြခင်ဒီကနေပြောင်းတော့မှာဆိုတော့အိမ်နေပါပြောင်းတယ်ဒီကနေဒီမှာမနေတော့တခြားနေရာပြောင်းတော့မယ်ဒါမျိုးဆိုကျွန်တော်တို့ဒီ move out ဆိုရဲအသုံးလေးနဲ့သုံးလို့ရတယ်နောက်တစ်ခါကျတော့ I'm just visiting my friend I'm just visiting my friend Okay တကယ်ချင်းစီလာလေတာနော်နောက်တစ်ခါကျတော့ I have so much to do I have so much to do Okay လောက်စရာတွေအများကြီးရှိတယ်ပေါ့နော်နောက်တစ်ခါကျတော့ I need to get coffee I need to get coffee okay coffee တောက်ဖို့လိုနေပြီပေါ့နော်နောက်တစ်ခါကျ This is my first time here This is my first time here ဒီကိုငါပထမဆုံးချိန်ရောက်ဖူးတာနော်နောက်တစ်ခါကျတော့ I've been here before I've been here before okay အရင်ကဒီကိုရောက်ဖူးတယ်နော်အဲ့လိုပြောတာပေါ့ဟုတ်ကဲ့ပါကျွန်တော်ဒီ Foundation for English ရဲ့သင်ခန်းစာလေးတွေကိုFacebook မှာရော YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video Goodbye